ကားတစ်စီးက300ကီလိုမီတာဟာဝါကျော်နဲ့ပြေးနေတယ်ဆိုရင်လေယာဉ်မြန်တစ်စီးပြန်တန်းဖို့လုပ်တဲ့အချိန်နဲ့နီးပါးတူနေပါတယ်။ဒါပေမဲ့ဒီကားကလေယာဉ်လည်းမဟုတ်ပါဘူး။ဒုံးကြီးလည်းမဟုတ်ပါဘူး။ဒါက Formula 1ကားဖြစ်ပါတယ်။အားလုံးမင်္ဂလာပါ F1 ကိုယူသွတ်သူတူ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ F1 ကားတွေကဘာကြောင့်ဒီလောက်မြန်လာလဲအင်ဂျင်ကြောင့်လား driver ကြောင့်လား technology ကြောင့်လား F1 fan အသစ်ဖြစ်တဲ့သူတွေတောင်နားလည်တော့အောင်လွယ်နဲ့ရှင်းပြပေးပါမယ် F1 engine တွေကတာမန်မဟုတ်ပါဘူး F1 ကားတွေမှာသုံးတဲ့ engine ကရိုးရိုးကား engine မဟုတ်ပါဘူး F1 engine ကို hybrid power unit လို့ခေါ်ပါတယ်ဒီထဲမှာ V6 turbo engine electric motor battery system ဒီ3ခုကိုပေါင်းစပ်ထားပါတယ်ဒီ engine တစ်ခုလုံးက horsepower 1000ဝန်းကျင်ထုတ်နိုင်ပါတယ်ဒါကိုနားလည်အောင်ပြောရလို့ရှိရင်ရိုးရိုးကား5စီး6စီးရဲ့အားကိုကားတစ်စီးထဲမှာထည့်ထားတာပါပြီးတော့ဒီကားကအရန်ပေါ့လို့ပါ F1 ကားတစ်စီးရဲ့အလေးချိန်ကလူ10ယောက်လောက်ရဲ့အလေးချိန်လောက်ပဲရှိပါတယ်ဘာကြောင့်လဲဘာလို့လဲဆိုတော့ F1 ကားတွေကိုကာဗွန်ဖိုင်ဘာနဲ့လုပ်ထားလို့ပါကာဗွန်ဖိုင်ဘာဆိုတာအရန်ပေါ့တယ်အရန်ခိုင်တယ်မီးလောင်လည်းမလွယ်ဘူးဒါကြောင့်အလေးချိန်လည်းနည်းတယ်အင်ဂျင်ကလည်းအားကြီးတယ်ဒါကြောင့်ကားအရန်မြန်သွားတာပါနောက်တစ်ခုကလေကိုအသုံးချတာ aerodynamic ဒီဘိုင်းဟာ F1 ရဲ့အရေးကြီးဆုံးအချက်ပါပဲ F1 ကားတွေကလေကိုတိုက်ခိုက်တာမဟုတ်ပါဘူးလေကိုအသုံးချတာပါ front wing rear wing diffuser အကုန်လုံးကလေကိုအောက်ကိုဖိချပြီးကားကိုလမ်းပေါ်မှာကတ်ထားဖို့အတွက်ဒီဇိုင်းလုပ်ထားတာပါဒါကြောင့်အကွေ့တွေရောက်တိုင်းကွေ့တဲ့အချိန်မှာ250ကီလိုမီတာ/ဟာဝါနဲ့အေးဆေးကွေ့လို့ရပါတယ်နောက်တစ်ခုက F1 တာယာတွေကတခြားသူတွေနဲ့မတူပါဘူး F1 တာယာတွေကရိုးရိုးတာယာတွေမဟုတ်ပါဘူး F1 တာယာတွေကအရန်ပျော့တယ်လမ်းနဲ့အရန်ကတ်တယ်ဒါကြောင့် grip ကောင်းတယ် acceleration မြန်တယ်အကွေ့တွေမှာကွေ့လို့ရှိရင်ရှော့မပါသွားဘူးဒါပေမဲ့ဒီတာယာတွေမှာအားနည်းချက်ရှိပါတယ်ဒီတာယာတွေကအကြာကြီးမခံဘူးအပူတက်လို့ရှိရင်တာယာပျက်စီးလွယ်တယ်ဒါကြောင့်ဒီပြိုင်ပွဲတွေမှာ pit stop strategy ကအရန်ကိုအရေးကြီးပါတယ်နောက်တစ်ခု driver တွေကလူမဟုတ်တယ်လို့မောင်းကြတယ် F1 driver တွေကရိုးရိုးလူမဟုတ်ပါဘူးသူတို့ရဲ့ reaction time က 0.2 second ဝန်းကျင်ပဲရှိပါတယ်ပြီးတော့သူတို့ကားမောင်းလို့ရှိရင်ဖြစ်တဲ့ G4 5G အထိခံနိုင်ပါတယ်ပြီးတော့ဒီလိုခံနိုင်ဖို့အတွက်လည်း neck strength လဲပင်ကြွက်သားတွေကအရန်ကြီးပါတယ်ပြိုင်ပွဲတစ်ခုလုံးမှာမျက်စိမမိတ်အမားမလို့အာရုံစိုက်ပြီးတော့မောင်းရတာပါကားတွေမြန်တာမဟုတ်ပါဘူး driver ရဲ့စွမ်းဆောင်ရည်ကြောင့်မြန်တာလည်းပါဝင်နေပါတယ်နောက်တစ်ခုကကွန်ပျူတာနဲ့ data F1 ကားတစ်စီးမှာစင်ဆာတွေယာနဲ့ချီရှိပါတယ်ဒီစင်ဆာတွေက speed အမြန်နှုန်း tire temperature တာယာရဲ့အပူချိန် C ဘယ်လောက်သုံးပြီးပြီလဲစတာတွေကိုအကုန်လုံး team engineer တွေရှိပို့ပါတယ် engineer တွေက radio ကနေတဆင့် driver ကို brake ခုအုပ်လို့ရပြီ brake အုပ်တာနည်းနည်းနောက်ကျတယ်ခု push လို့ရပြီစတာတွေကိုပြောပေးပါတယ်ဒါကြောင့် F1 ကားဟာလူရယ်စက်ရယ်ကွန်ပျူတာရယ်ပေါင်းထားတဲ့ machine တစ်ခုလိုဖြစ်နေပါတယ်ဒါဆိုရင်ဘာကြောင့်ဒီကားတွေကလမ်းပေါ်မှာမမောင်းနိုင်ရလဲ F1 ကားတွေကအောက်မှာနေရာလွတ်မရှိပါဘူးအပူရမ်းထွက်ပါတယ်ပြီးတော့ဘိန်းရတက်တန်းကလည်းတိုးပါတယ်ဒါကြောင့်လမ်းပေါ်မှာမမောင်းနိုင်ပါဘူးသူတို့ကဒီပြိုင်ပွဲအတွက်ပဲစပီးအတွက်ပဲလှုပ်ထားတာဖြစ်ပါတယ်ဒါဆိုရင်တော့အချင်းချုပ်လိုက်ရအောင် F1 ကားတွေအရန်မြန်ရတဲ့အကြောင်းရင်းဟာ engine power အရန်ကြီးတယ်ကားရဲ့အလေးချိန်ကအရန်ပေါ့တယ် aerodynamic ကအရန်ကောင်းတယ် tire grip တွေကလည်းကောင်းတယ် driver skill တွေအပါအဝင် technology နဲ့ data တွေအားလုံးပေါင်းပြီးတော့ကမ္ဘာအမြန်ဆုံးကားပြိုင်ပွဲ Formula 1ဖြစ်လာတာပါဒါဆိုရင် F1 ကားတွေဘာကြောင့်ဒီလောက်မြန်လဲ F1 ကိုခုမှကြည့်တဲ့ fan အသစ်တွေအနေနဲ့နားလည်သွားပြီလို့ယုံကြည်ပါတယ်ဒီဗီဒီယိုလေးကိုသဘောကျလို့ရှိရင် like comment subscribe လုပ်ပေးခဲ့ကြပါဦးနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်